ကဲမင်းစီရလေမာဘူးတဲ့ customer လေးတွေဆိုရင်လေဒါမျိုး review ကောင်းလေးတွေကိုလာရေးပေးတာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့လဲလေမင်းစီမှာလေအစင်တစ်လေးရောက်ထားတယ်စပတ်မကြည့်ဝဲကကပဲเนาะကိုမတို့ပေါင်ချိန်120ဝတ်လို့ရတယ်130 140 150 160 180လောက်ထိမင်းတို့ရအောင်ဝတ်လို့ရအောင်ချုပ်ထားပေးရပေါ့เนาะဒီမှာကြည့်အောင်အောက်ကားပန်လေးပါဝဲကကလေးချုပ်ထားပေးပါတယ်ဘောင်းမီကိုလဲလေအရှည်လေးရလေလက်မ40လောက်ထိချုပ်ထားပေးပါတယ်ရှင်เนาะမကြီးကွာလည်းလုံးဝမကြက်ဘူးကွာကိုကြက်ကြလေးချုပ်ထားပေးပါတယ်အ ਨੇ ဆုံး16လက်မရှိအောင်မင်းတို့ကကွာကိုချုပ်ထားပေးရပေါ့နော်ပြီးတော့လေခါကိုလည်းလေမြော့အကြီးလေးနဲ့ချုပ်ထားပေးတယ်ပြီးတော့အတွင်းကိုလည်းလေနှစ်ထပ်ချုပ်နှစ်လိုင်းချုပ်လေးနဲ့ချုပ်ထားပေးပါတယ်ရှင်အသားလေးကကြတော့စပတ်အသားကိုမှ grade အသားလေးကိုချုပ်ထားပေးပါတယ်ရှင်အရန်တမအေးတယ်ဝတ်လို့လည်းအရန်ကောင်းတယ်ကိုမတို့ဈေးလေးရလည်းဈေးရလဲလေ6900ကျပ်ပဲရှိပါတယ်ရှင်ငါးထက်တစ်ထုပ်ပါငါးထက်ထုပ်မှာဆိုရင်ကာလာလေးကတော့5ကာလာပါတယ်ပေါ့နော်အခုမြင်ပြထားပေးသလိုမျိုးကာလာအစုံလေးပါပါတယ်ရှင်အိမ်ရောက်ဝင်ချင်လဲမှာလို့ရတယ်စိုင်မှာလဲစိတ်ကြိုက်လာကြည့်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်